呀，如果你今年一路一地也不能抓的，就是哎，没买的不空的赚来了。那这边呢，不要这个，看那线的话，包那线的话，包一个说的，哎，没买的了，讲来比如看那要多来，看过来包家来呢，别人那都没可能的，喏，把这嘞，别人那都没可能，就是谁呀个都谁呀，但是谁呀个都过来的干嘛？这边的哎，都过来，包一的多都不要谁改的。为这个知道你的小苗来，没买的知道小苗来，卡里过来，那包里过来呢，哎，路的，这个不的路，对啦。哎呀，我们当然嘛，进来也得看嘛，当然我进来进把也比毕业生的先米帮的，毕业生的先人呢，这里在这里好嘛，比如，别人路喂，我们变说，当然喂。对吧？别。都怕他这口讲的，别吵了。一地不年古德拉讲，罗巴多的摩哈跟瓜当然为金巴也比毕业生的先米帮的年迈滚月，所以的不是个啥路样的，对了，大家怕的嘞。毕业生的帮米年迈的路迈的那经验来不啦？变没？一地不年的路样的那个都没有来的，都没有骗。一地不年古德拉讲，罗巴多的摩哈跟瓜。当然为金巴也比毕业生的先米帮的或者年迈滚月以来，先米帮的闹嘛，怕的嘞，年迈呀，年迈滚月对不喏？来记下来。当然为金巴也比进来也得干嘛的？毕业生的呢帮的什么？年迈的讲的经验的，这大家记来，我都不明白了，年迈。哎，这龙马巴兰特别这没有撇သွား没？好比喏，先不要没，一地不年古德拉讲，老把多的摩哈跟瓜，当然为金巴也比毕业生呢，先米帮定年迈滚月对啦，哎讲嘛，定跟零那么，先米帮定年迈滚月。年迈的路呢，滚呀路吧，都二呗，大路都没路耶，啊，那看等面年迈的路呢，你听呀啦，让苏东呗，对年迈了，苏东呗啦，不老安那的学习，不老不善的学习，年迈都能多少呗啦，多少呗，都没办法顶上没的，没办法顶上没的，那对你了呗，你妈逼嘛，安那玩意破事业，为这别人的不顾的，都不如的事的进来。我生下来，我多来看那表达呗。啊，我这边阿不得呢，这老表你了嘞，这老表你了嘛，天天没下屋里，没报屋里，好了喏。我这边谁啊？我这边，那个人别说别个，我都不是表达嘞。代替的一件，这都表达了。后年的今年是干嘛表了？别说别个，没有瓜的，我阿姨的跑路你也来的，不要讲，这里是我说这里上的，那都爱知道，俺们呢表达的。俺们呢表的看着了，没弄哎，俺们呢表的路没在乎不嘛，不嘛的表的表演，接的路他靠着脚踏的投入呀的，不嘛路没有一件，然后都原来是呀，都别人是呀，都啊刚表了没在乎，我都路没有啊，但没弄过些下个东西，刚表了没在乎，啊表刚了我在乎，我昂山说的讲啊，表刚了刚表了，刚表了，啪那个一片没搞到外路表的嘞，公路内嘛，交路内嘛，不说的都那边去的，没弄没在乎的，别带来的嘞。妈妈摆那路没那么在乎嘞，妈妈没在乎，我看那表的爸爸有冲浪的，俺那看的路表达，啊，我冲浪拉浪，哎那他妈怎么就，哎那么高门的，哎那么担心的嘞，昂山说的讲的路没有嘞，搞到白呀，啊不就白皮路来进来了嘛，一百多边，啊个话的文州的另外稍微些呢，你哎那这来的白了。
နေကောင်းချမ်းမှဖြစ်သွားတယ်ကွာဘိုးချုပ်ရဒါခေါ်ပြစရာလို့လေအိမ်နာတက်တာကိုခေါ်ပြတာတဲ့အဲ့ဒါဘာထွန်းလာပြောတာထွန်းလာအဲ့တော့အိမ်နာတက်တာကွာအဲ့တော့ကွာချုပ်တီးထားတာတွေပိတ်ဆို့ထားတာတွေမလွတ်လပ်တာတွေကဒီ9ရက်6ရက်တွေမလွတ်လပ်တဲ့အိမ်နာမတက်တာတော့မဒီလောက်ပင်ပန်းရင်ငါနိုင်ငံကြီးကိုသူများတွေကမလွတ်တော့တာဘယ်လောက်များဆင်းလို့အီးပါတာအဲ့လိုတွေးနေတယ်လူအဲ့လိုတွေးနေတာအခုကျတော့အီးပါပြီးတွေးတဲ့ပုံအဲ့လိုမတွေးဘယ်အိမ်သိမ်းရမှာလဲဘယ်မြေသိမ်းရမှာလဲဘယ်ဟာလိုရမ်းမလဲသိတွေးနေတာလေကွာပြီးတော့ကွာသွားပြီလေငါဘာမှကိုရိုးကိုတာဘာမှမလုပ်သူကလို့ကွာသွားတယ်ဒါမှမကြိုက်ဘူးမင်းတို့မကြိုက်ဘူးတတ်တာပေါ့ဒါလွယ်လေတို့မကြိုက်ဘူးလေအပြောကောင်းတာကိုကြိုက်တယ်အကောင်းပြောတာကိုမကြိုက်ဘူးညံမဲ့တယ်ဆိုအဲ့ဒါပြောတာပညာရှိနဲ့ရှင်မိပေါင်းတဲ့ပြည့်လင်းလူဝယ်ပညာရှိနဲ့ပေါင်းတဲ့ရတယ်တို့အများစုကအဲ့လိုမကြိုက်ဘူးလေပညာကိုမလိုချင်ဘူးညံမလိုချင်ဘူးပညာနဲ့ညံပေးမလားမြေခွက်ပေးမလားမြေခွက်လိုချင်တာပေါ့မြေခွက်ကစားရတာလေဒေါ်လာလိုချင်တာပေါ့ပေါ့စဉ်းစားပေါ့ဘယ်လိုဥဆောင်နေလဲဉာဏ်ပညာကဥဆောင်သလားတရားတရားအနေနဲ့မြန်မာနိုင်ငံအလွန်ကောင်းတယ်ပြောစရာမလိုအဲ့တော့ဘုရား၃မျိုးရှိတယ်တတ္တဓိကဘုရားတရားတရားကိုရှေ့တန်းတင်တာပညာဓိကဘုရားပညာကိုရှေ့တန်းတင်တာဝိရိယဓိကဘုရားဝိရိယကိုရှေ့တန်းတင်တာတို့ဘုရားပညာဓိကဘုရားပညာကိုရှေ့တန်းတင်ရမှာဘုရား၃မျိုးထဲမှာတတ္တတရားတရားကိုအဓိကလုပ်တာပညာကိုအဓိကလုပ်တာဝိရိယကိုအဓိကလုပ်တာဘုရား၃မျိုးရှိတယ်တို့ခေါတော်ဘုရားကပညာဓိကပညာကိုအဓိကမင်းတို့ကတရားတရားကိုအဓိကထားတယ်နောက်တို့ကတတ္တာကိုအဖော်ပြုလို့ပညာကိုဆရာတင်တတ္တာဒုတိယပညာတတ္ထာတရားတတ္တာတရားနဲ့ဒီရောက်လာတာအခုမခင်သင်းသင်းမြတ်သူ49နှစ်မြောက်မွေးနေ့မှာ तू သွားတယ်ပြီးတော့မှကာရာအိုကေမှာသွားဆိုမယ်ဥစ္စာ तू စားလို့တောက်လို့ရတာဗျာ तू တရားတရားရှိတယ် तू ပညာလေးထည့်ပေးဖို့လိုတယ်မြန်မာတွေကတရားတရားရှိပြီးသား तू ပညာမထည့်ပေးနိုင်ဘူးအပညာမထည့်ပေးနိုင်တော့ခုနပြောတဲ့ဝစီပိတ်ဆိုလဲလှုပ်လိုက်တာပဲဟုတ်တယ်လေဘာကိုစဉ်းစားလေအဲ့ဒီဟန်တော်တွေကစကားမပြောလို့မြတ်စွာဘုရားစကားပြောရမယ်စကားမပြောတာတိဋ္ဌိတွေအကျင့်တရိစ္ဆာန်တွေလိုပဲဘုရားရှင်ဟောတာလေဝိနည်းတော်ကြီးမှာပါနေတာလေအရှင်ဘုရားတို့ပြောလိုက်ပါတော့လားအရှင်ဘုရားတို့ကဒီလိုပဲခုမှဝစီပိတ်ဆရာတော်ကြီးပြန်လာတာဘုရားဝစီပိတ်ဆရာတော်ရှိကိုသိန်း300ဓမ္မစီ100ကောင်းတာပါဗျာဘာကိုမကောင်းဘူးအဲ့လိုပြောမကောင်းဘူးလို့ပြောရမှာမပြောဘူးအပြောမယ်တော့ကိုတို့တောင်းဝင်အထနိရောမသိလျောနှိုးစော်မပြုတ်ကုန်နဲ့ဘာတဲ့လဲအဖေစားဗျာဒီရောရိုက်ပြလိုက်မိတ်တူတွေဆွဲပေးလိုက်နော်ရိုက်ပြလိုက်ဒီမိတ်တူတွေဆွဲလိုက်ဘာတဲ့လဲသူတော်တကာချစ်အစွာဖတ်ကြည့်တာမိတ်တူတွေဆွဲလိုက်ရိုက်အဲ့သူတော်ကောင်းဆိုတဲ့ကိုကိုွယ်ရမယ်ဆရာရဲ့ဂုံတို့ကငငယ်လေးတွေဒိုးအမေဒိုးအဖေဦးတမ်းမြေဒိုးအမေထော်တင်လာ9နှစ်သားလောက်တဲ့တို့နှုတ်တဲ့ချအိမ်ကခရီးအကုန်ရတယ်အဲ့ဒီနေရာအပိုက်ကဘာတဲ့လဲအထနိရောမသိလျောနှိုးစော်မပြုတ်ကုန်တဲ့မသိလျောတဲ့ကိစ္စရှင်ပြောရမယ်မကြည်ညိုမလားနဲ့အဲ့ဒါယဟန်တော်ရဲ့ကိစ္စဘာတဲ့လဲအထနိရောဇနာအထာဏမသိလျောလုံးလုံးရင်တားရမယ်ပြောရမယ်အဲ့ဒါတို့ရောကပ်ပြလေးတို့တယောက်တို့နောက်မှလိုချင်ထက်ကူနော်တမ္ပတ္တာကိုွယ်စီးကမဲ့ပုံကိုကြည့်လိုက်တို့ဘာလဲသဗ္ဗုရိသသူတော်ကောင်းရဲ့ဂုံ9ပါးဟိုဘက်သားလေးတစ်ခုပေးလိုက်ဟိုဘက်တစ်ခုဟောလေဟုတ်လားသဗ္ဗုရိသသဗ္ဗုရိသတန်သေးကိုပထမဦးစွာပါတယ်သဗ္ဗုရိသတန်သေးပါကိုစီးကရတဲ့ဟောအဲ့ဒါပြီးတော့မှတရားနာရတယ်အဲ့တော့မှတရားဖြစ်တယ်အဲ့ကြမှာပါတယ်လေမနတိကာရနှလုံးသွင်းမှန်မနတိနှလုံးသွင်းမှန်တော့မှတတိတံပညာရဟောပထမဦးဆုံးပါတယ်လေသဗ္ဗုရိသတန်သေးကသူတော်ကိုစီးကရမယ်တဲ့သူတော်စီးကပြီးတရားနာရတယ်တရားနာတော့အဲ့တရားနာမှာတတ္တတရားသူတော်ကောင်းရှိရလာတဲ့တတ္တတရားဖြစ်ရမယ်ဘယ်လိုတဲ့လဲတခြားပြောကြည့်စမ်းဘုရှိရလာတဲ့လေသူတော်ကောင်းရှိရလာတဲ့တတ္တတရားဖြစ်ရမယ်သူတော်ကောင်းကိုစီးကပ်လို့ထွက်လာတဲ့တတ္တတရားဖြစ်ရမယ်ရပြီလားဘယ်လိုတဲ့လဲသူတော်ကောင်းကိုစီးကပ်တဲ့တခါကျတော့ကွယ်တရားဆိုတော့စကားပြောရင်းနဲ့ကြုံသွားတာဖြစ်ချင်းကြောင့်မင်းတို့ပြောမယ်ဆိုငါမှစာရွက်စာတမ်းလေးတွေတော့အဓိကတိတိကျရှိတယ်ဆိုတော့တခါလေကျတော့လေကြိုတင်ပြီးတော့ဟောမှာတော့အာဂိတိဇတ်ပဲအဲ့ဒီအာဂိတိဇတ်ပြောနေဒီခုနကတော့ကကြုံပါဇာတဲ့ကြုံတော့အဲ့ဒါလေးတွေပြောလိုက်ပြီဟုတ်ပြီနော်ဗါတယ်လေသူသဗ္ဗုရိသဂုံ9ပါးဆိုကြည်စမ်းဗါတယ်လေ
ဟုတ်လားကလျာဏမိတ်တာကုန်ရှိရမယ်အဲ့ဒီဆရာတော်ဖရာတစ်ပါးအဲ့ဒီဆရာတူကိုကြည့်တယ်သူ့မှာချစ်စရာဂုဏ်ရှိရမယ်တစ်နှစ်ဟောပြီးဟောဂရုဆိုတာလေးစားတာပူဇော်ထိုက်တဲ့လေးစားထိုက်တဲ့ဂရုဂုဏ်ရှိရမယ်တဲ့ဟုတ်တယ်လားပူဇော်မြန်တို့လက်စုံမိုးရှ िख ိုးဂရုဂုဏ်နောက်ပြီးတော့3ချင်းမွန်းတိုက်တဲ့ဂုဏ်လဲဘာဝနိယဂုဏ်လဲရှိရမယ်တဲ့နောက်ပြီး4ဝိနည်းအများတရားဝတ္တကိုအဲ့ဒါဝတ္တကုံဝတ္တစကားပြောတာဝိနည်းရတယ်သွန်သင်ရမယ်လေဝိနည်းအများသွန်သင်တာတရားဝတ္တကုံငါမင်းတို့ငါ့ကိုမေးလေမင်းငါဖြေရင်စင်းနေမယ်ငါပြောထားပြီမင်းတို့သိလို့တဲ့ရငါမေးငါဖြေရင်စင်းနေဒီပြီးတဲ့သုံးဖို့နေတိုင်းဟိုပဲအပေါ်အကာကြီးကနေအဲ့လိုအသွားနေတာမင်းတို့ငါ့ကိုမေးငါဖြေမယ်ပြောထားပြီသား welcome to any question မင်းတို့မေးကြုံမေးခွန်းနေမှာငါ welcome လုပ်တယ်မေးရင်ဖြေမယ်လေမမေးလို့မဖြေတာမေးတိုင်းဖြေပြန်ပညာဉာဏ်ထက်သန်ဝဆနာကုံမေးရင်ဖြေမယ်နောက်ပြီးတော့နည်းနည်းလှပွဲခန္ဓာအောက်ကဏ္ဍကျမ်းဂန်တွေနည်းနည်းတဲ့ຢာတွေမေးဖြေမယ်ခန္ဓာဆိုကျမ်းဂန်ကလျာဏမိတ်တာဆိုတာချစ်စရာဂရုဆိုတာလေးစားတာဘာဝနိယဆိုတာနှလုံးကိုပွားစေတာဝတ္တဆိုတာတရားဝိနည်းကိုသွန်သင်တာဝဆနာဆိုတာဖြေနိုင်တာခန္ဓာဆိုတာကျမ်းဂန်တွေအများကြီးလေ့လာထားတာကျမ်းထဲမဟုတ်ဘူးတကြံတွေ့ုံကျမ်းမစုတဲ့အာဂုံမငင်းတယ်ကျတော့တကြံလေးတွေ့တယ်လားအာဂုံငင်းတယ်အဲ့လိုလေးကြီးပဲတခါတည်းပြောလိုက်မယ်ဓမေသတိဥပဒနာသူဟောပြီဆိုရင်ပစ္စာပေသိပ္ပံပညာပထဝီပညာခုနကပြောတယ်အဲ့ဒီအရာကိုပြည့်စုံစွာမကြည့်ထားပဲနဲ့သူပြောငါပြောဟိုတရားနဲ့ဘယ်တော့မှမဟောဘူးလို့မှတ်လိုက်သူတို့လာငင်းတာနော်မစွာလို့ဆရာကြီးဒေါက်တာဦးလုံးမောက80ပြည့်လောက်ကသူကဒေါက်တာဝဲရတယ်ဘာခုနေပါလဲဆရာဝန်ဖြစ်တယ်ဆရာတော်ကပြောလိုက်တဲ့ခါမှာနှစ်တန်း200ကျော်250 250 million spend မဲ့တစုံကျွန်တော်နည်းနည်းများနေတယ်ထင်တယ်သူ့သမီးကတို့နဲ့မတိမ်မေးပန်းလိုက်မှာအဖေတဲ့ဟုတ်တယ်တဲ့ဟောသူသင်ခဲ့တာ92 93 94မှာ25 million spend မဲ့တစုံဒီတုပ်ပိုးတွေကကောင်လေးတွေက25သန်းပဲသူတို့ကသင်ခဲ့ရတယ်ဒါနဲ့အဲ့တော့နောက်မကွယ်လွန်သေးဘူးရော့တော့မှကြည့်ရတယ်နောက်ဆုံး latest medical science news 600 million spend တော့တန်း600ဖြစ်သွားပြီတပြင်းနဲ့တွေ့လာတာဗောခန္ဓာကိုယ်ထဲမှာရှိတဲ့ biology လို့ခေါ်တဲ့ virus တွေကိုမသိဘူးခါတော့တော့တပြေးနဲ့အရင်တော့မြတ်စွာဘုရားကတမန္တာစက္ကဝါလေသူစัจ java လာတိုက်တော့နိုင်ငံရလက်မခံအခုဂျိန်းဝက်က 10,000 universe တွေ့ပြီ they found 10,000 universe အခုတော့ဆက်တိုက်တော့လက်ခံတော့ဒါဂျိန်းဝက်ကတွေ့လို့သူနောက်မှမှန်းလာပြောလို့ရတဲ့ဘောဒီလောက်လက်သေးကောင်လောက်ရှိတဲ့ဟာလေးဒီမှာရုပ်မုံရုပ်မွှားလေးတွေဖြစ်ပြနေတယ်မယုံဘူးအခုတော့သိသွားပြီအော် nano technology ပေါ်လာပြီဆိုတော့ nano second nano inch nano technology ကြည့်တဲ့အခါမှာခုမှနာနိုကပေါ်လာတာလေဘုရားအစိုးရခေါ်တာဒါကိုပြောတာအဲ့ဒါဆိုတော့တိတိကျကျလေးတွေအဲ့လိုတွေပြောတဲ့အခါမှာမင်းတို့ငါ့ကိုပြန်လာမေးအခြားတစ်ယောက်ကိုသွားမေးတဲ့အခါမှာအဲ့တစ်ယောက်ဒီ तू မသိတာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ကျွန်ုပ်ကိုမကြိုက်တာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့ဒီကြတော့မင်းတို့ပြောတယ်အဲ့ကိုတော့ပြောတာဆိုတော့မင်းတို့ကအားနဲ့မင်းတို့ဖြတ်သွားအောင်ငါ့ကိုလာမေးတယ်ငါ့မေးတယ်လီဖုန်းနဲ့မေးမလားတိုက်ရလာမေးမလားဆိုတော့ကံမြင့်တစ်ပတ်ဆိုမှဆရာတော်ကဟောလိုက်တယ်အရိယာ၄မျိုးစီဟောလိုက်တယ်အဲ့ဒီမှာဒသနာရိယာတို့အာသရရိယာတို့ပရိဝေဒရိယာအဲ့ဒီမှာငါတရိစ္ဆာန်တော်မှာအရိယာဖြစ်နေတယ်ဆိုတော့ဒေါက်တာလုံးဝမကြိုက်ဘူးဖြစ်သွားတယ်အဲ့ဒါဆရာတော်တို့အပီပီဆိုင်မှာပါခုနမှာအပီဆိုင်မှာဒေါက်တာဝက်တက်အဲ့တော့သူ့မိမဒေါက်ကင်ဆွေးကဖေးကြီးတဲ့ဘိုးကောကနော်တဲ့အထောက်ထားပါပဲတော့မပြောတော့ဘူးသူ့ကိုသွားမလုံနဲ့နော်ဒါတော့မင်းဖုန်းကြီးမှားပြီတဲ့အဲ့အရိယာဆိုတာကဘယ်လိုတရိစ္ဆာန်ဘယ်လိုအရိယာဖြစ်မှာလဲသူကြည့်လိုက်တဲ့ရှုထောင့်ကအရိယာဆိုဒီမှာတရားထုတ်လိုက်တဲ့သောတာပန်သဂရာကံကိုကြည့်လိုက်တာသူဘာမှမပြောဒါနဲ့သူကခေါက်ရက်ပြီးပြန်လာတယ်ကျွန်တော်လမ်းလေးလျှောက်ကျွန်တော်ဘုရားတဲ့3ခုလောက်မကျင်တဲ့ဘူးတဲ့ကံမြတ်ဓမ္မသမီးတစ်ဆရာတော်ကပလင်ကိုမထိုင်မဲနဲ့ကိုကထတာရေးတော့သူကဆုံလေကလေးရှာပေးပါပြောတော့တစ်ဓမ္မသနာပလင်ဘုန်းကြီးဆိုတာဓမ္မသနာပလင်နဲ့တရားဟောရမှာတဲ့အဲဒါကြောင့်မလို့ဆုံလေကလေးနဲ့ဆိုမှကံမြတ်ဓမ္မသမီးပေးတဲ့ကြည့်မကောင်းဘူးတဲ့ဒီဘုန်းကြီးကခစ်ဆန်နဲ့ဘာညာပေါ့ကွာဘုန်းကြီးဆိုရင်ဓမ္မသနာပလင်နဲ့ဆရာကြီးဥလူမောလို့အင်္ဂုလိမာလာနဲ့မြတ်စွာဘုရားတရားတော်အင်္ဂုလိမာလာကမြတ်စွာဘုရားရှေ့ကပြေးနေလို့မြင်တယ်အင်္ဂုလိမာလာကအိုယဟန်ကြီးရပ်ပါဆိုတော့မြတ်စွာဘုရားပလင်ထိုင်လာလို့မေးတော့သိတာလေတုံးသွားအောင်ပလင်ထိုင်လာအတရလေးပေါ့နော်အိုးဥက္ကသေနာကတိုင်ထိပ်အတောင်60တိုင်ထိပ်ပေါ်မှာတရားရတာလေလို့အဲ့ဒါရှိပါသေးတော့လေတခါရှောနောက်တစ်ခုကတော့တဲ့ဆရာတော်ကတဲ့သာရုသိမ့်မခေါ်ဘူးတဲ့ဘုန်းကြီးဆိုတာနာကိုတောင်းရှိသာရုတေဟောလက်အသင်ရှိနာကိုတောင်းရှိသာရုတေသာရုခေါ်လို့ရှိရင်ဘုန်းတော်ရည်ရင်ပြော